အားလုံးတိုးကြယူရဟမ်ဒီကိနောက်တော့အဲ့ဒါဘယ်ရောဖြစ်လဲခွမ်းမနဲ့ဂန်းကော်ပင်နဲ့ကြားကိုဘာရောလဲခွမ်းမဘာရွာခေါ်ခွမ်းမဟိုမှာဟိုထမ်းမင်းနဲ့ခွမ်းမအမိုးကြီးဟုတ်ပါအဲ့မင်းကြီးတော့မြင်ရတယ်ကြာအေးတော့ရောတော့အဲ့လူတွေပဲကောင်းပြီသူအလုံးလားမလို့ကိုဟင်ဒီနေ့နောက်ဆုံးဘူးပဲဒီပြီအဲ့ကြောမေးတယ်လူရဟိုညမတော့ဒီနေ့အေးလို့မြင်နေရတယ်ဟ